ခမရတွေ့ကြည့်ဘူးလားလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကရှေ့ခေတ်အီဂျစ်နဲ့ဘေဘီလိုမှာနေထိုင်ခဲ့တဲ့သမားတော်တွေဟာလူနာတယောက်ကိုဆေးစစ်တော့မယ်ဆိုရင်အခုခေတ်လိုသွေးဖောက်တာဓာတ်မှန်ရိုက်တာတွေမလုပ်နိုင်ခဲ့ပါဘူးအဲ့ဒီစားသူတို့လုပ်ခဲ့တဲ့ထူးဆန်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကလူနာရဲ့စီးကိုယူပြီးအယောင်ကိုကြည့်မယ်အနံ့ကိုတေချာခံမယ်လိုအပ်ရင်အရသာကိုပါမီးစမ်းကြည့်ကြတယ်ဟုတ်ပါတယ်တောက်ကြည့်တာပါခဏလေးရမသွားပါနဲ့အောင်ဒါဟာယူသွမှုတစ်ခုမဟုတ်ပါဘူးအဲ့ဒီခေတ်ကဒါဟာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုသိနိုင်တဲ့အသက်ကယ်နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်သမိုင်းမှတ်တမ်းတွေအရဆိုရင်ရှေ့ခေတ်အိန္ဒိယသမားတော်တွေဟာလူနာရဲ့စီးကိုမြေကြီးပေါ်တွန်းချလိုက်တဲ့အခါပြည့်စိတ်တွေလာအောင်နာကိုကြည့်ပြီးစီးချိုယောဂအိန္ဒိယလို့ဆိုရင်မဒုမဟာလို့နာမည်ပေးခဲ့ကြတယ်အတိတ်ဘက်ကပြားရည်လိုချိုတဲ့စီးတဲ့ဒီကနေ့ခေတ်မီဆေးပညာတွေဘလောက်ပဲတိုးတက်လာပါစေအခုချိန်ထိကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအခြေအနေကိုအမြန်ဆုံးအလွယ်ကူဆုံးနဲ့အခမဲ့အဖြေရှာပေးနိုင်တဲ့အရာကစီးပဲဖြစ်နေစေပါခင်ဗျားရဲ့ကြောက်ကဲဟာနေ့စဉ်သွေးဂါလန်40လောက်ကိုစစ်ထုတ်ပေးနေတဲ့အစစ်မြင့်ရေတန်းစင်ဆက်ကြီးတစ်ခုလိုပါပဲသူကနေထွက်လာတဲ့အညစ်အကြေးဟာတာမန်စွန့်ပစ်ပစ္စည်းမဟုတ်ပါဘူးအဲ့ဒါကခင်ဗျားခန္ဓာကိုယ်ထဲကနေခင်ဗျားစီကိုပို့လိုက်တဲ့လှုပ်ဝက် report card တစ်ခုပါဒါပေမဲ့ပြဿနာကကျွန်တော်တို့အများစုကဒီ report card ကိုဖတ်ဖို့တတိပထားမိကြဘူးရေဆွဲချပြီးရေးပြလိုက်ကြတာများပါတယ်ဒီနေ့ဗီဒီယိုမှာတော့ခင်ဗျားရဲ့စီးကနေတဆင့်ခင်ဗျားခန္ဓာကိုယ်ကတတိပေးနေတဲ့အရေးကြီးတဲ့အချက်ပြမှု10ခုအကြောင်းပြောပြသွားပါမယ်ဒီချက်တွေထဲကတချို့ကခင်ဗျားအသက်ကိုယ်တောင်တည်တင်ပေးနိုင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အားလုံးအထင်မှားဆုံးအရာတစ်ခုကနေစလိုက်ရအောင်ခင်ဗျားကစီးအောင်ကြည်လင်းနေရင်ရေလိုဖြူစင်းနေရင်အလွန်ကျန်းမာတယ်လို့ထင်နေပါသလားအဖြေကခင်ဗျားကိုအံ့ဩသွားစေပါလိမ့်မယ်နံပါတ်1လုံးဝအယောင်မရှိပဲစီးအယောင်ကကြည်လင်းနေခြင်းလူတော်တော်များများကရေများများတောက်ပါစီးအယောင်ကြည်နေပါစေလို့အကြံပေးတတ်ကြတယ်ဒါပေမဲ့စီးကဘာအယောင်မှမရှိတော့ပဲတောက်ရည်လိုမျိုးကြည်လင်းနေပြီဆိုရင်တော့ဒါဟာကျန်းမာရေးကောင်းတဲ့လက္ခဏာမဟုတ်တော့ပါဘူးခင်ဗျားရေတွေအများကြီးအတောက်လွန်နေပြီလို့ခန္ဓာကိုယ်ကလှမ်းပြောနေတာပါရေများများတောက်တာကောင်းတာပဲမဟုတ်ဘူးလားလို့မိတ်ဆွေတွေးမိမှာပေါ့မဟုတ်ပါဘူးရေရမ်းတောက်လွန်တဲ့အခါတွေးထဲမှာရှိတဲ့ဆိုဒီယမ်လို့ခေါ်တဲ့စားဓာတ်တွေအရမ်းကျဲသွားပြီးဟိုက်ပိုနီထရီမီယာလို့ခေါ်တဲ့အခြေအနေကိုရောက်သွားတတ်ပါတယ်အုံနောက်ဆဲတွေရောင်ရမ်းလာမယ်ခေါင်းမူးမယ်မေ့လဲသွားနိုင်ပါတယ်ဒါကြောင့်စီးကအယောင်မရှိတော့အောင်ကြည်လင်နေပြီဆိုရင်ရေတောက်တာကိုခဏလောက်ရပ်ထားလိုက်ဖို့လိုပါတယ်နံပါတ်2အဝါရင်ရောင်သို့မဟုတ်ပရင်ရောင်ပေါက်နေခြင်းဒါဆိုပုံမှန်စီးရောင်ကပါလဲရမှတဲ့လူတယောက်ရဲ့စီးရောင်ဟာကောက်ရိုးရောင်လိုမျိုးအဝါနှွေရောင်လေးဖြစ်ရပါမယ်အဲ့ဒီအဝါရောင်ဟာဂျူနိုခရုံးလို့ခေါ်တဲ့တွင်းနီဥဟောင်းတွေပြိုကွဲရာကနေထွက်လာတဲ့စိုးသေးတစ်မျိုးကြောင့်ဖြစ်တာပါဒါပေမဲ့ခမရရဲ့စီးဟာပြားရည်အယောင်လိုမျိုးဒါမှမဟုတ်ဘီယာအယောင်လိုမျိုးအဝါရင်ရောင်ပြောင်းနေပြီဆိုရင်တော့ဒါဟာခမရခန္ဓာကိုယ်ထဲမှာရေတက်စတင်ခန့်ချောက်နေပြီဆိုတဲ့ပထမဆုံးအချက်ပြခေါင်းလောင်းပါပဲခမရရဲ့ကြောက်ကခန္ဓာကိုယ်ထဲမှာလိုအပ်နေတဲ့ရေတွေကိုမစွန့်ထုတ်ပဲတင်းပြန်ဆွဲယူထားရတဲ့အတွက်စီးတွေကပြစ်ပြီးအယောင်ကျင့်သွားတာပါဒီချိန်မှာခမရခန္ဓာကိုယ်ဟာသဲကြံလာရတစ်ခုလိုခြောက်သွေ့နေပါပြီရေတစ်ခါလောက်ချက်ချင်းကောက်တော့လိုက်ပါအခုပြောခဲ့တာတွေကပုံမှန်ဖြစ်တတ်တဲ့ကိစ္စတွေပါဒါပေမဲ့နောက်ထပ်လာမယ့်အယောင်တွေကတော့ခင်ဗျားကိုတကယ်ထိတ်လန့်သွားစေနိုင်ပါတယ်စဉ်းစားကြည့်ပါခင်ဗျားအိမ်သာကွယ်ထဲကိုကြည့်လိုက်တဲ့အခါစီးရောင်ကကိုကာကိုလာလိုအညိုရောင်ပြောင်းနေခဲ့ရင်ခင်ဗျားဘာလုပ်လဲနံပါတ်3အညိုညံ့ရောင်သို့မဟုတ်ကိုလာရောင်စီးကအညိုရောင်ပြောင်းသွားတာဟာအင်မတန်အရေးကြီးတဲ့အချက်ပြမှုတစ်ခုပါအကြောင်းရင်းတစ်ခုရှိနိုင်ပါတယ်ပထမတစ်ခုကခင်ဗျားရဲ့အသက်မှာပြဿနာတစ်ခုဖြစ်နေတာပါအသက်ရောင်တဝါယောဂါဟက်ပတိုက်တစ်သို့မဟုတ်အသက်6ယောဂါတွေမှာဘီလီယူဘင်လို့ခေါ်တဲ့သဲကြည်ကြီးတွေကစီးတဲ့ကိုစိတ်ဝင်လာပြီးစီးကအညိုရောင်ပြောင်းသွားတတ်ပါတယ်ဒုတိယအကြောင်းရင်းကတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျားကဂျင်မှာမနာတဲ့အပြင်းထန်အလေးမှလိုက်တယ်ဆိုပါစို့ကြွတ်သားတွေအရန်နာကျင်ပြီးပျက်စီးသွားတဲ့အခါမိုင်ယိုဂလိုဘင်လို့ခေါ်တဲ့ပရိုတင်းတွေဟာသွေးထဲကိုအလုံးရင်းနဲ့ဝင်လာပါတယ်ဒီအညစ်အကြေးတွေကိုရှင်းထုတ်ရမယ့်တာဝန်ကကြောက်ကက်စီရောက်လာတယ်ဒါပေမဲ့ဒီပရိုတင်းတွေကကြောက်ကက်ရဲ့စကားပေါက်တွေအတွက်ကိုကြီးနေတဲ့အတွက်ကြောက်ကက်ပိတ်ဆို့သွားပါတယ်ရလက်အနေနဲ့စီးကကိုကာကိုလာလိုအညိုရောင်ပြောင်းသွားပါတယ်ဆေးပညာအရ rhabdomyolysis လို့ခေါ်ပြီးအချိန်မီမကုသရင်ကြောက်ကလုံးဝပျက်စီးသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်နံပါတ်4အနီရောင်သို့မဟုတ်ပန်းရောင်ဒါကတော့လူတွေကိုအကြောက်ဆုံးဖြစ်စေမယ့်အယောင်ပါပဲဟီမဂျူရီယာလို့ခေါ်တဲ့စီးထဲမှာသွေးပါလာတာဟာအမြဲတမ်းအရေးတကြီးဂရုစိုက်ရမယ့်ကိစ္စဖြစ်ပါတယ်ကြောက်ကမှာကြောက်တယ်နေလို့ကြောက်ခဲကစီလန်းချောင်းကိုချစ်မိသွားတာလားစီလန်းချောင်းပိုးဝင်နေတယ်လားဆိုရတဲ့အခြေအနေမှာဆိုရင် C8 ကင်ဆာကြောက်ကကင်ဆာတွေရဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့မကြောက်ပါနဲ့ဦးစီအနီရောင်ဖြစ်သွားတဲ့ကင်ဆာမဟုတ်ပါဘူး
မျိုးသမီးတွေမှာဆိုရင်နမဒါလာချင်းဓာတိသွေးအနေငယ်ပါသွားတာမျိုးကထိတ်လန့်စရာမလိုတဲ့အဖြစ်များသောအကြောင်းရင်းတစ်ခုပါနောက်တစ်ခုကတော့မင်းညကမုံလာဥနီတွေလက်ကမောက်သေးတွေ blackberry သီးတွေအများကြီးစားထားမိလားပြန်စဉ်းစားကြည့်ပါတချို့အစားအစာတွေကခမစီကိုရက်အနေငယ်လောက်အနီအောင်ပြောင်းသွားတဲ့နေမှရှိပါတယ်ဒါကိုပီဂျူရီယာလို့ခေါ်ပါတယ်ဒါဆိုစီးကအပြာရောင်ဒါမှမဟုတ်အစိမ်းရောင်တစ်ခါတလေခရမ်းရင်ရောင်တွေရောဖြစ်သွားနိုင်သလားရုပ်ရှင်တွေထဲမှာပဲရှိမဲ့ထင်ရင်မှားသွားပါလိမ့်မယ်နံပါတ်5အပြာအစိမ်းနဲ့ခရမ်းရောင်တကယ်ကိုဖြစ်နိုင်ပါတယ်။တမိုင်းမှာပြည်တယ်ပြင်ကျော်သတိရဲ့ယောဂဟာပိုဖိုင်ရီယာလို့ခေါ်တဲ့ရှားပါသွေးယောဂကြောင့်ဖြစ်တယ်လို့ဆေးပညာရှင်တွေကကောက်ချက်ချကြပါတယ်။ဒီယောဂရဲ့ထူးခြားတဲ့လက္ခဏာကတော့စီးရောင်ဟာခရမ်းရင်ရောင်ဒါမှမဟုတ်အနီရင်ရောင်ကိုပြောင်းသွားတာပဲဖြစ်ပါတယ်။ဒါဆိုအပြာရောင်နဲ့အစိမ်းရောင်ကရောဘယ်လိုဖြစ်တာလဲ။ရသောအဖြစ်ဒါဟာဆေးဝါးတွေဥပမာအေမီထရစ်တိုင်လင်းလိုစိတ်ကြယောဂကုဆေးတွေဒါမှမဟုတ်ဆေးဘက်ဝင်ဆိုးဆေးတွေကြောင့်ဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကတော့ဆူရိုမိုနယ်လို့ခေါ်တဲ့ဘက်တီးရီးယားတစ်မျိုးစီးတန်းကြောင်းမှာပိုးဝင်သွားတဲ့အခါစီးကအစိမ်းရောင်တန်းသွားတတ်ပါတယ်။ဒူးဆန်နေမဟုတ်လား။အခုဆိုရင်အယောင်တွေကြောင့်ပြောလို့ပြီးသွားပါပြီ။ဒါဆိုခမစီအယောင်ကပုံမှန်အဝါနုရောင်လေးပဲမို့စိတ်အေးသွားပြီလား။မရသေးပါဘူး။အယောင်ကပုံမှန်ဖြစ်နေပေမဲ့ခမရဲ့ကြောက်ကွက်ကခမကိုအတန်တိတ်အော်ဟစ်နေတဲ့လက္ခဏာတခုရှိပါသေးတယ်။အဲ့ဒါကတော့နံပါတ်6စီအမြုပ်ထခြင်းစီးသွားတဲ့အခါအိမ်သာကွက်ထဲမှာဘီယာအမြုပ်လိုဆက်ပြာရည်လိုအမြုပ်တွေထနေတာကိုသတိထားမိပြီလားဒီအပြင်းလိုအမြုပ်ထတာမျိုးမဟုတ်ပဲရေဆွဲချလိုက်တာတော့အမြုပ်တွေမပြောက်ပဲကြံနေတတ်တာမျိုးပါဒါဟာတာမန်ကိစ္စမဟုတ်ပါဘူးစီးထဲမှာပရိုတင်းဓာတ်တွေအများကြီးပါလာတာပရိုတင်းယူရီးယားကိုပြတ်တာနေတာပါခန္ဓာကိုယ်ကပရိုတင်းကိုအရင်တန်ဖိုးထားပါတယ်ကြောက်ကွက်ကနေပရိုတင်းကိုပြင်ပေးမထွက်ပါဘူးစစ်ထုတ်ပေးတဲ့စကားပေါက်လေးတွေကပရိုတင်းကိုထိန်းထားပေးပါတယ်ဒါပေမဲ့ကြောက်ကစတင်ပျက်စီးလာတဲ့အခါအထူးသဖြင့်စီးကြုံတဲ့သွေးတို့ကြောင့်အဲ့ဒီစကားပေါက်လေးတွေဟာပေါက်ပြဲသွားပါတယ်ကော်ဖီဖြောတဲ့ဖစ်တာဆက်ကူပေါက်ပြဲသွားရင်ကော်ဖီမုန့်တွေကျလာတယ်လို့မျိုးပရိုတင်းတွေဟာစီးတဲ့ကိုစိမ့်ကျလာပါတယ်အဲ့ဒီပရိုတင်းတွေကလေးနဲ့ထိတဲ့ကအမြုပ်တွေအဖြစ်ပြောင်းသွားတာပါဒါဟာကြောက်ကက်ယောဂါရဲ့အစောဆုံးနဲ့အတန်တိတ်ဆုံးသတိပေးချက်တစ်ခုဖြစ်ပါတယ်အခြေအနေပြောင်းလဲတာကိုပြောပြီးပြီဆိုတော့အနက်ဘက်ကိုတွားကြည့်ရအောင်ခင်ဗျားရဲ့စီးကနေထွက်နေတဲ့အနက်ဟာခင်ဗျားထင်ထားတာတဲ့ပိုပြီးအများကြီးပြောပြနိုင်ပါတယ်နံပါတ်9သစ်သီးနဲ့သို့မဟုတ်အချိုနဲ့ထွက်ခြင်းစာပိုင်းမှာပြောခဲ့တဲ့ရှေ့ခေတ်သမားတော်တွေအကြောင်းကိုမှတ်မိသေးလားစီးကအချိုနဲ့ထွက်တာအိမ်သာမှာပွဲစိတ်တွေလာအောင်တာဟာစီးကြိုယောဂရဲ့အထင်ရှားဆုံးသတိပေးချက်ပါပဲသွေးထဲမှာတရားတက်တွေအများများလာတဲ့အခါကြောက်ကက်ကမထိန်နိုင်တော့ပဲစီးတဲ့ကိုတရားတွေဆွန့်ထုတ်ပစ်လိုက်ရပါတယ်ဒါကြောင့်စီးကနေသစ်သီးနဲ့လိုတရားလုံးနဲ့လိုထွက်လာတာပါနံပါတ်10အမိုနီးယားနဲ့သို့မဟုတ်အနံဆိုးထွက်ခြင်းစီးဆိုတာသူ့တဘာဝရဲ့အနံနည်းနည်းတော့ရှိပါတယ်ဒါပေမဲ့အိမ်သာထဲဝင်လိုက်တာနဲ့နှာခေါင်းဝကိုစောင့်တက်လာတဲ့အမိုနီးယားနဲ့အပြင်းစားမျိုးရနိုင်ပြီဆိုရင်တော့မယူဆိုင်ရပါတော့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်တစ်ခုကရေအရမ်းနေတယ်လို့စီးတွေပြစ်ခဲ့ပြီးအနံပြင်းသွားတာပါနောက်တစ်ခုကတော့စီလန်းကြောင်းပိုးဝင်တာပါပတီရီယာတွေကစီးတဲ့ကဓာတ်တွေကိုဖြူခွဲလိုက်တဲ့အတွက်အနံဆိုးတွေထွက်လာတာဖြစ်ပါတယ်ဒါပေမဲ့မနေ့ကခင်ဗျားကညွတ်တွေငညင်းသီးတွေပြက်သွန်ပြူတွေကော်ဖီတွေအများကြီးတောက်ထားမိသလားစားထားမိသလားပြန်စဉ်းစားပါအဲ့ဒီအစားအစာတွေကလည်းစီအနံကိုချက်ချင်းပြောင်းလဲစေနိုင်ပါတယ်အခုချိန်ထိကျွန်တော်တို့အယောင်တွေအမြုပ်တွေအနံ့တွေကြောင့်ပြောခဲ့ဒါတွေကခန္ဓာကိုယ်ကလှမ်းပေါ်နေတဲ့ message တွေနဲ့တူပါတယ်ဒါပေမဲ့အခုဆက်ပြောမယ့်လက္ခဏာနှစ်ခုကတော့ခန္ဓာကိုယ်ကနေခင်ဗျားကိုအရေးပေါ်ဖုံးခေါ်နေတာနဲ့တူပါပဲနံပါတ်9စီးအယောင်နောက်ကြည့်နေခြင်းကြည်လင်းမနေပဲဆန်စည်းရည်လိုနောက်ကြည့်ဖြစ်နေတဲ့စီးဟာတိုက်ပွဲတစ်ခုရဲ့ကျွမ်းကျန်နေလို့ပြောလို့ရပါတယ်ဒီလမ်းကြောင်းမှာဘက်တီးရီးယားတွေဝင်ရောက်လာတဲ့အခါခန္ဓာကိုယ်ကသွေးဖြူတက်သားတွေကိုဆေလွတ်ပြီးတိုက်ခိုက်ပါတယ်အဲ့ဒီတိုက်ပွဲကနေထွက်လာတဲ့ပြည်တွေပြေဆုံးသွားတဲ့ဆဲတွေဟာစီးတဲ့ကိုရောက်လာတဲ့အခါစီးကနောက်ကြည့်သွားပါတော့တယ်တခါတလေကြောက်ကံမှာကြောက်တယ်နေတဲ့အခါမျိုးမှာလည်းစီးတဲ့ကိုတစားတွေအများကြီးရောက်လာပြီးစီးအယောင်နောက်တက်ပါတယ်နံပါတ်10နာကျင်ခြင်းသို့မဟုတ်ပူဆက်ပူလောင်ဖြစ်ခြင်းဒါကတော့ခန္ဓာကိုယ်ရဲ့နောက်ဆုံးချက်ပေးခေါင်းလောင်းပါပဲစီးသွားတဲ့အခါပူဆက်ပူလောင်ဖြစ်တာစီးအောင်ပြီးနာကျင်တာဟာဘယ်တော့မှနှစ်လူမရှိတဲ့လက္ခဏာပါစီလန်ကြောင့်ပိုးဝင်တာရဲ့အသေးချာဆုံးလက္ခဏာဖြစ်တယ်လို့ကြောက်ကကြောက်တယ်တာမျိုးသားတွေမှာဆိုရင်စီးကြိတ်ကြည့်တာဒါမှမဟုတ်လိမ္မာတစ်ဆင့်ကူးဆက်တဲ့ယောဂတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ကြောက်ကကြောက်တယ်တာကိုခံစားမှုတဲ့သူတွေကတော့ဒီနာကျင်မှုကိုဖန်ခွဲသားလေးတွေကိုစီးရင်ထဲကနေညှစ်ထုတ်နေရသလိုပဲလို့တင်စားတတ်ကြပါတယ်တကယ်လို့ခမရအနေနဲ့စီးသွားတဲ့အခါနာကျင်မယ်စီးကလည်းနောက်ကြည့်နေမယ်ဖြားလည်းဖြားနေမယ်ဆိုရင်တော့အခုကြည့်နေတဲ့ဗီဒီယိုကိုရက်ပြီးဆရာဝန်ကြီးချက်ချင်းသွားပြဖို့အကြံပေးပါရစေဒီဗီဒီယိုကိုကြည့်ပြီးသွားတဲ့အခါမိတ်ဆွေအနေနဲ့အိမ်သာထဲကိုဝင်တဲ့တတိထားမိလာပါလိမ့်မယ်ဒါပေမဲ့အရာရာတိုင်းအတွက်ထိတ်လန့်နေဖို့မလိုပါဘူးခန္ဓာကိုယ်မှာ false alarms လို့ခေါ်တဲ့အချက်ပေးအမှားတွေလည်းရှိတတ်ပါတယ်ဥပမာဗိုက်တာမင် B complex လို့ဆေးတွေတောက်ထားတဲ့ဆိုပါစို့ခင်ဗျားရဲ့စီကတောက်ပတဲ့အဝါရောင်ချက်ချင်းပြောင်းသွားပါလိမ့်မယ်
အလားတူပါပဲကျွန်တော်တို့အာရှနိုင်ငံတွေမှာအများဆုံးတောက်ရတဲ့ TB ရောဂါကုသဆေးရဖက်ပင်လိုမျိုးဆေးတောက်နေရရင်လည်းစီးကလေမော်ရင်ရောင်ဒါမှမဟုတ်အနီရောင်ပြောင်းသွားတတ်ပါတယ်ဒါတွေကဆေးဝါးတွေကြောင့်ဖြစ်လို့လုံးဝအန္တရာယ်မရှိပါဘူးအရေးကြီးဆုံးအချက်ကတော့ပြောင်းလဲမှုရဲ့အချိန်ပါပဲရေတောက်လိုက်လို့ဆေးတောက်ရက်လိုက်လို့တရက်နှစ်ရက်အတွင်းပုံမှန်ပြန်ဖြစ်သွားရင်စိုးရင်စရာမရှိပါဘူးဒါပေမဲ့စီးတဲ့သွေးပါတာစီးမြုပ်တွေဇက်တိုက်ထနေတာလာကျင်မှုခံစားနေရတာတွေကရက်တန်ကြာဆက်ဖြစ်နေမယ်ဆိုရင်တော့ခင်ဗျားရဲ့ report ကမှအနီရောင်ပြနေပါကိုယ်ဘာသာဆေးမိသူတွေနဲ့မကုသပဲဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဖို့လိုအပ်ပါတယ်ခင်ဗျားရဲ့ခန္ဓာကိုယ်ကခင်ဗျားကိုအမြဲတမ်းစကားတွေပြောနေပါတယ်နားလည်အောင်နားထောင်ပေးဖို့ပဲလိုတာပါနောက်တစ်ခါအိမ်သားတွေကမထွက်ခင်ရေဆွဲချဖို့ခလို့မနှိမ့်ခင်မှာစက္ကန့်အနည်းငယ်လောက်အချိန်ပေးပြီးခန္ဓာကိုယ်ကပေးတဲ့သတင်းစကားကိုဖတ်ကြည့်ဖို့မမေ့ပါနဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတို့တဲ့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျမကြီးဘူးတုဒတွေနဲ့ပတ်သက်ပြီးထူးခြားတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာမလို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးပဲကျမ်းမာတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ